โอเคအားလုံးမင်္ဂလာပါကျွန်တော်ဒီ Flutter မှာရှိတဲ့ default component အကြောင်းလေ့လာကြည့်တော့မှာဖြစ်ပါတယ် default တွေပဲ component လို့လည်းခေါ်တယ်ပေါ့နော် Okay သူကတော့ဘာလဲဆိုတော့ကျွန်တော် Flutter application တွေ develop လုပ်တဲ့ချိန်မှာ feature တွေအများများပြီးတော့ကျွန်တော် application site ကြီးသွားတယ်ပေါ့အမှကျွန်တော် application မှာ feature တွေအများကြီးရှိပြီးတော့ application site ကြီးတယ်ပေါ့အဲ့ထဲမှာကျွန်တော် image တွေတို့ icon တွေတို့နောက်တစ်ခါခုဆိုရင် machine learning model တွေတို့ပါမယ်ဆိုရင်ကျွန်တော် application site ကြီးကအရင်ကြီးသွားတယ်ပေါ့ဥပမာ100 MB တို့200 MB တို့အဲ့လိုမျိုးတွေဖြစ်သွားရဆိုရင်ကျွန်တော်တို့က user ကို download ဆွဲခိုင်းတဲ့အချိန်မှာကျွန်တော် initial site ပေါ့နော် play store ဘာလို့ကနေဆွဲတဲ့အချိန်မှာ site ကိုတိတိလေးနဲ့ပဲဆွဲခိုင်းမှာပေါ့ဥပမာ30 MB 40 MB အဲ့လောက်ပဲဆွဲခိုင်းမယ်ဆွဲခိုင်းပြီးတော့ user တကယ်သုံးပြီဆိုမှသုံးတဲ့ feature ကို download ပြန်ဆွဲခိုင်းမယ်ပေါ့နော်အဲ့ဟာကိုကျွန်တော်တို့က default တွေပဲ component လို့ခေါ်တယ်အဲ့ဒါကိုကျွန်တော် lazy load widget လို့လည်းခေါ်တယ်ပေါ့နော် okay သူကတော့ဘယ်မှာ support ပေးလဲဆိုတော့လက်ရှိမှာတော့ကျွန်တော်တို့ Android နဲ့ Flutter web မှာတော့ support ပေးတယ်ပေါ့ Android မှာဆိုတော့ဘယ်လိုလဲဆိုတော့ကျွန်တော် Play Store ပေါ်တင်ထားမှာတော့ရမယ်ပေါ့နော် okay Play Store ပေါ်တင်တော့သူကဘယ်လိုလဲဆိုတော့ application file ပေါ့နော် APK file လေးတေးသေး feature တစ်ခုကို APK file တစ်ခုပေါ့နော်အဲ့လိုခွဲပြီးတင်သွားတယ်တင်ပြီး user ကတကယ်သုံးမှာပဲအဲ့ဟာကိုကျွန်တော် Play Store ကနေ download ပြန်ချပေးတယ်ပေါ့ကျွန်တော် web မှာဆိုတော့ဘယ်လိုတင်လဲဆိုတော့ web မှာဆိုတော့ကျွန်တော် main.dat.js ဆိုတဲ့ JavaScript file ရှိတယ်အဲ့ JavaScript file လေးတေးသေးလေးခွဲပြီးတင်သွားတာပေါ့နော်အဲ့တော့ကျွန်တော်တို့ကကျွန်တော် application site ကြီးကအရင်ကြီးရဆိုရင်ကျွန်တော်တို့ကဒီ default လေးပဲ component ကိုသုံးပြီးရေးထားမယ်ဆိုရင် application တစ်ခုလုံးကို user ကို download မဆွဲခိုင်းမယ်နဲ့ကျွန်တော်တို့က user သုံးတဲ့ချိန်ကျမှသုံးတဲ့ feature ကို download ဆွဲတာပေါ့နော်အဲ့ဒါဆိုဘာကောင်းမလဲဆိုတော့ကျွန်တော်တို့ application site ကတည်သွားမယ်ပြီးရင်ကျွန်တော်တို့ performance လည်းပိုကောင်းမယ်ပေါ့နော် okay အဲ့ဆိုကျွန်တော်ဥပမာအနေနဲ့ဆိုရင်ထားပါတော့ကျွန်တော် application မှာဆိုရင်ကျွန်တော် feature ၄ခုပါတယ်ထားလိုက်ပါတော့၄ခုမှာထားပါတော့တစ်ခုကိုကျွန်တော်20 MB လောက်ရှိတယ်ပေါ့သူတို့ထဲမှာ image တို့ခြား machine learning model တွေအဲ့ဒါမျိုးတွေသုံးတာရှိမယ်ပေါ့ icon တွေတို့ပေါ့ဒီ Flutter code တွေကိုလည်းဖြစ်နိုင်တယ်ပေါ့နော် code တွေအများကြီးရေးထားရဆိုရင်ကျွန်တော် application site က combine လုပ်တဲ့ချိန်ကြီးတော့ပေါ့ okay အဲ့ဆိုကျွန်တော်ဒီ default တွေပဲ component ကိုသုံးမထားဘူးဆိုရင်ဒီ application ကြီးကိုကျွန်တော်တို့က pick ပြီးတော့ Play Store တို့ Flutter web တို့တင်လိုက်မယ်ဆိုရင်ဒီ application ကို download ဆွဲမယ်ဆိုရင်အနည်းဆုံး80 MB ရဲ့အထက်တော့ရှိမှာပေါ့နော်။ဘာလို့ဆိုတော့ဒီ feature တွေပြင်တော့တဲ့ APK ဖြစ်မဲ့ data code တွေပါလည်းပါအောင်မယ်ဆို80 MB ရဲ့အထက်ပဲရှိမယ်။ Okay အဲ့ဒါကိုကျွန်တော်တို့ကဒီကျွန်တော် feature တစ်ခုချင်းစီကိုကျွန်တော် default တွေပဲ component သုံးပြီးတော့ရေးထားမယ်ဆိုရင်ဘယ်လိုဖြစ်သွားမလဲဆိုတော့ကျွန်တော်ပထမဆုံး user download ဆွဲတဲ့အချိန်မှာ home screen code လေးကိုပဲ download ဆွဲတာပေါ့နော်ကျွန်တော်ဒီထားပါတော့ home screen ကကျွန်တော် default screen ဆိုရင် Flutter မှာရှိတဲ့ default screen ဆိုရင်ကျွန်တော်20%ကြော်လေးပဲ application က download ဆွဲသွားမယ် download ဆွဲပြီး user profile ဝင်တဲ့ချိန်တည်းမှာ profile ကိုတစ်ခါ download ပြန်ဆွဲမယ်အပေါက်ထဲကိုဝင်အပေါက်ကို download ဆွဲမယ် setting ကိုဝင်ဆွဲ setting ကို download ဆွဲမယ်ပေါ့တကယ်လို့ user ဒီ profile တို့ setting တို့မဝင်ဘူးဆိုရင်မဝင်မချင်းမဆွဲဘူးပေါ့နော် okay အဲ့ဆိုဘာကောင်းလဲဆိုတော့ကျွန်တော်တို့ application ကျွန်တော်ပထမဆုံး download ဆွဲတဲ့အချိန်မှာ site တွေပါတယ်နေမယ်ပေါ့နော်ဒါပေမဲ့အားနည်းချက်တော့ရှိရပေါ့နော်တကယ်လို့ကိုကမှန်ကန်ရေးမထားဘူးဆိုရင် application က home တော့ပါသွားပြီပေါ့ကျွန်တော် profile နဲ့ဝင်တဲ့အချိန်မှာကျွန်တော်တခုခု error ဖြစ်တာတော့ဖြစ်နိုင်တယ်ပေါ့နော် okay လက်ရှိအဲ့ feature ကိုတော့ဘယ်မှာ support ပေးလဲဆိုရင်တော့ခဏပြောတယ် Android နဲ့ web မှာပဲ support ပေးတယ် Android မှာတော့ဘာလို့ခေါ်လဲဆိုတော့ dynamic feature module လို့ခေါ်တယ်အဲ့ဒါ Android မှာလည်းရှိရပေါ့နော်ဒါပေမဲ့ကျွန်တော် Android နဲ့မတူတာသူက APK file နဲ့ခွဲသိမ်းတယ်ဆိုရင်ပဲကိုကထားပါတော့ setting လေးတစ်ခုပဲပြင်ပြီးတော့ setting ရဲ့ APK file လေးပဲတော့ပြောင်းလို့တော့မရဘူးကျွန်တော် Flutter native application native development မဟုတ်တဲ့အတွက်ကျွန်တော်တစ်ခါပြောင်းတိုင်း Play Store မှာကျွန်တော်တို့ app bandage တစ်ခုလုံးကိုပြန်တင်ပေးရမယ်ပေါ့နော် okay အဲ့ဆိုကျွန်တော်လက်တွေ့နားလည်သွားအောင်ကုန်းနဲ့ရေးကြည့်ပဲရေးပြီးကျွန်တော် Flutter web နဲ့ run ပြမယ် Flutter web နဲ့ run မယ်ဆိုရင်တော့အမြင်သာဆုံးရှိရပေါ့နော် okay အဲ့ဆိုကျွန်တော်ဒီAndroid Studio VS Code ကိုတွားလိုက်မယ်ဘာလို့ VS Code ကိုတွားထားလဲဆိုတော့ကျွန်တော်ဒီထဲမှာ image site ကြီးတွေတုံးထားရှိရပေါ့နော်ကျွန်တော်မှာ screen ၄ခုရှိတယ်ခဏပြောတဲ့ screen တွေပေါ့နော် home ရဲ့ contact ရဲ့ about ရဲ့ setting ရဲ့ပေါ့နော်အဲ့၄ခုမှာကျွန်တော်ဒီ screen တစ်ခုချင်းစီတိုင်းမှာကျွန်တော်ဒီမှာ image ကိုကျွန်တော် base 64 decode လုပ်ပြီးတင်ထားတယ်ပေါ့နော်အဲ့ဆိုကျွန်တော်ဒီscreen တစ်ခုချင်းစီတိုင်းက2 MB ဝန်းကျင်လောက်ရှိရပေါ့နော် image ကတော့ဘယ်ယူထားလဲဆိုရင်တော့ဒီ website ကနေတွားယူထားဖြစ်တယ် pixel.com ပေါ့နော် image တွေကတော်တော်လေးကို size ကြီးတယ်ပေါ့နော် bit resolution တွေပေါ့ image တစ်ခုကို2 MB 3 MB လောက်ရှိတယ်အဲ့ဒါကိုကျွန်တော် base 64ပြောင်းထားတာပေါ့ base 64ပြောင်းချင်တော့လွယ်ပါတယ် Google မှာရှာလိုက်ပေါ့နော် image to base 64ပေါ့နော်အဲ့မှာသွားပြောင်းလိုက်ပေါ့နော်ပြောင်းပြီးရင်ကျွန်တော်ဒီမှာလာထည့်ထားတယ်အဲ့ဆိုကျွန်တော်ဒီမှာဒါအကြီးပဲပေါ့နော် line ပေါင်းအောင်ကျွန်တော် 9000 6000လောက်ရှိပဲပေါ့နော် okay အဲ့ဆိုကျွန်တော်ဒီအရင်ဆုံး application မပိတ်ခင်ကျွန်တော်အရင်ဆုံး run ကြည့်လိုက်မယ် run မယ်ဆိုကျွန်တော်ဒီမှာကျွန်တော်တို့ဒါဒီ feature ၄ခုအပြင်ဒီ main screen မှာလည်းကျွန်တော်ကdefault screen တခုထည့်ထားတယ်ပေါ့နော် default screen ကိုရှင်းရှင်းလေးပဲပါလဲဆိုတော့ဒီမှာ app bar တခုပါတယ်ဒီမှာ default example လို့ရေးထားတယ်ပြီးရင်ကျွန်တော်ဒီမှာဒီ button ၄ခုပေါ့နော် button လေးပိတ်ထားတယ် face button ပေါ့အဲ့ face button ကိုနှိပ်ရင်
ခဏပဲတက်ဆိုင်ရာ screen ကိုသွားတယ် home contact about setting ပေါ့အဲ့ဒါကျွန်တော်ရင်ဆုံး Chrome ကိုရွေးပြီးတော့ run ပြမယ် okay run without debugging ပေါ့ကျွန်တော် debug မလုပ်တော့ရိုးရိုးပဲ run လိုက်မယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီ Chrome မှာပွင့်လာမယ်ပေါ့နော်ခဏအောင်စောင့်ပေးအောင်ဖြစ်ပါတယ်ကျွန်တော်ဒီ Android Studio မှာဒါမျိုးတက် file အကြီးတွေပါနေနဲ့ hand တာလေးရှိနေလို့ပေါ့နော်အဲကျွန်တော် set ပဲဖြစ်တာပါတခြား set တော့ဖြစ်ချင်မှာဖြစ်မှာပေါ့နော် okay အဲ့ဒါဆိုကျွန်တော်ဒါလေးကိုခဏစောင့်လိုက်မယ်โอเคအဲ့ဒါကျွန်တော်မှာ Chrome မှာပွင့်လာပြီပွင့်လာဆိုဒါတော့ကျွန်တော်ပြတာပေါ့နော်ဒါခဏပြောတဲ့ device တွေပဲ component တွေကတော့ application delete ထုတ်တဲ့ချိန်မှာပဲတက်ရောက်မှာဖြစ်တဲ့အတွက်ဒီမှာတော့ဘာမှပြောင်းမှာမဟုတ်ဘူးအဲ့တော့ကျွန်တော်မှာ home ထဲမှာခဏပြောတဲ့ image တစ်ခုရှိတယ်ဒါ file size တော်တော်ကြီးတယ်ပေါ့နော် contact ရှိတယ်နောက်တစ်ခါဒီမှာ about ရှိတယ် image တော့မတူဘူးပေါ့နော်screen တစ်ခုကိုတစ်မျိုးစီပေါ့သူတို့ image တစ်ခုကိုကျွန်တော်တို့2 MB 3 MB လောက်ရှိရပေါ့နော် okay အဲ့ဒါဆိုရင်ကျွန်တော်တို့ဒါတော့အဲ့ screen တွေကိုကျွန်တော်ဝင်ပြအောင်ပေါ့နော်ပထမဆုံး home ထဲဝင်လိုက်မယ်ဆိုရင်မှာ image တော့ memory ကိုတုံးထားတာဖြစ်တယ်ဒါ image widget မှာဆို memory ကအမြန်ဆုံးပေါ့နော်ဒါမျိုးကျွန်တော် base64 ကိုဖတ်တာဖြစ်တယ် okay အဲ့ဒါဆိုရင်ကျွန်တော်ပထမဆုံး device တွေပဲ component ကိုတုံးမထားဘူးဒါရိုးရိုးပဲကျွန်တော်မှာကြည့်လဲ face button ကိုနှိပ်ရင် navigator.push ဆိုပြီးမှကျွန်တော်တို့ဒီဘက်ကကျွန်တော်တို့သတ်မှတ်ထားတဲ့ home ဆို home ကိုသွားရတယ်ပေါ့ contact ဆို contact ကိုသွားတယ်ပေါ့ okay အဲ့ဆိုကျွန်တော်ကျွန်တော် application release ဖြစ်ကြည့်မယ်ပြင်မယ်ဆိုကျွန်တော် terminal ကိုဖွင့်လိုက်မယ်ဖွင့်ပြီးတော့ဒီမှာ flutter-bit web ပေါ့နော် sorry web မှာဆိုတော့ release လို့ရလိုက်မယ် okay အဲ့ဆိုကျွန်တော်ဒီ to release image release web ထုတ်တဲ့ချိန်လေးတော့ခဏစောင့်ပေးရမယ်အဲ့ဆိုကျွန်တော်ဒီ flutter web ပြင်ရင်သူက flutter ကဒီ logic တွေအကုန်လုံးကသူ main.dat.js ဆိုတာထဲမှာတွားပြီးတော့တင်တာပေါ့နော်အဲ့ဆိုကျွန်တော်ခဏနေဒီ application ပစ်လာတဲ့အချိန်မှာ main.dat.js file ဘယ်လောက်ရှိလဲခဏကြည့်မယ်တော့ကျွန်တော် application ပစ်တာကြာရတဲ့အတွက်ကျွန်တော်ခဏရပ်ထားလိုက်မယ်okay ကျွန်တော်မိနစ်ပိုင်းလောက်ကြာပြီးအချိန်မှာ flutter web ပစ်သွားပြီပေါ့နော်ပစ်သွားပြီဆိုတော့ကျွန်တော်ဒီ bit ဆိုတဲ့ folder လေးကိုတွားလိုက်မယ်ဒါကျွန်တော်တို့ရဲ့ project bit folder ရှိတာပေါ့နော်ပြီးရင်ကျွန်တော် web folder လေးကိုဝင်လိုက်မယ်ဝင်ပြီးတော့ကျွန်တော်ဒီမှာအဓိက logic တွေတင်တာ main.dat.js ပေါ့နော်အဲ့ဒါကိုကျွန်တော်တစ်ချက်ဖွင့်လိုက်မယ်ဖွင့်တာ line ပေါင်းကိုသူအများကြီးဖြတ်လိုက်မယ်ဒီမှာ line ပေါင်းကို9000ကျော်လောက်ရှိရပေါ့နော်သူရဲ့ site ကိုတစ်ချက်ကြည့်မယ်ဆိုတော့ကျွန်တော် right click နှိပ်ပြီးတော့finder ထဲမှာကျွန်တော်တစ်ချက်ဝင်လိုက်မယ်ပေါ့နော်ဝင်ပြီးတော့ကျွန်တော်ဒီမှာကြည့်လိုက်မယ်ဆိုရင် 73.9 MB ရှိတယ်။ Okay 73.9 MB ရှိရဆိုတော့တကယ်လို့ကျွန်တော် application ဒီ web application ကြီးကို server ပေါ်တင်ထားမယ်ဆိုရင်ကျွန်တော် Flutter web က cache ရှိရဆိုရင်ပထမဆုံးချိန်ကြည့်ရသူဆိုရင် 73.9 MB download ဆိုပြီးမှကျွန်တော်တို့ရဲ့ web application ကြီးပွင့်မှာဖြစ်တယ်။ Okay ကျွန်တော်အဲ့လိုမဖြစ်ချင်ဘူးဆိုဘာလုပ်မလဲဆိုခဏပြောတဲ့ device တွေပဲ component ကိုသုံးမှာဖြစ်တယ်။ဒီကျွန်တော်တို့ခဏကကျွန်တော်ဒီပေါ်ပိုင်း slide မှာကြည့်ခဲ့တဲ့ device တွေပဲ component ပေါ့နော် okay အဲ့ဆိုကျွန်တော်ဘာလုပ်မလဲဆိုတော့ကျွန်တော်တို့ဆိုရင်အခုဆိုကျွန်တော် application က home အပြင်နောက်ထပ် main.dat မှာပါသေးတယ်နောက်ထပ် screen တစ်ခုအပေါ်ပါသေးတယ် main.dat မှာ okay အဲ့ဆိုပထမဆုံးဘာလုပ်မလဲဆိုတော့ကျွန်တော်တို့ကအခုရှိတဲ့ feature ၄ခုပေါ့နော် about contact home main ပေါ့နော်အဲ့ဟာလေးကိုကျွန်တော်တို့ကဒီ၄ခုကိုကျွန်တော်က device တွေပဲ component နဲ့၄ခုတက်ခွဲထုတ်လိုက်မယ်ထုတ်ပြီးတော့တက် JS file တစ်ခုစီခွဲပြီးတော့မှ bit မယ်ပေါ့ပြီးပြီးတော့မှကျွန်တော်ကဒီhome ထဲဝင်မှာ home ထဲပတ်သက်တဲ့ image တဲ့ file တွေကိုတစ်ခါပြန်ပြီး download ဆင်ပေါ့နော်အဲ့ပုံစံတိုင်းလုပ်ကြည့်မယ်လုပ်မယ်ဆိုတော့ကျွန်တော်ဒီ code တွေကို device တွေပဲ component နဲ့ပြောင်းအောင်မှာဖြစ်ပါတယ်ဒီ main.dat ကိုပေါ့နော် okay အဲ့ဆိုကျွန်တော်ဒီအသေးစိတ်မရေးတော့ဘူးကျွန်တော် control z နဲ့ကျွန်တော်ရေးပြီးသားဟာကိုပြန်သွားလိုက်မှာပေါ့နော် okay အဲ့ဆိုကျွန်တော်ကဒီ device တွေပဲ component ကိုကြော်ညာမယ်ဆိုရင်ဒီ import လုပ်တဲ့ချိန်မှာကျွန်တော်တို့ကခဏ home.dat ဆိုရင် device ဆိုပြီးမှကြိုက်တဲ့နာမည်ပေးလို့ရတယ်ဒီမှာokay ပြီးရင်ကျွန်တော်တို့မှာ contact ဆိုလဲလို့ device ဆိုရင်ကျွန်တော်တို့မှာတော့ contact list လို့ပေးတယ်အပေါက်ကို about list လို့ပေးတယ်ဒီမှာ device ဆိုတဲ့ကျွန်တော်ဒီဟိုပါနော် keyword လေးထည့်ပြီးတော့မှဒီ import ရဲ့အတောင်မှာထည့်ပြီးကျွန်တော်ညာရတယ်ညာပြီးရင်ကျွန်တော်တို့က loading ဟိုပါပေါ့နော်ကျွန်တော် device တွေပဲ loading က lazy load တွေဖြစ်တဲ့အတွက်ကျွန်တော်တို့သူ library load တာကိုတော့ကျွန်တော်စောင့်ပေးရမယ် library load တာတော့ဘာလဲဆိုတော့ကျွန်တော်မှာ load library ဆိုတဲ့ keyword ကိုခေါ်တာဖြစ်တယ်load library ဆို keyword ပေါ့နော်သူကတော့ future value ထွက်လာမှာဖြစ်တယ် future ရော dynamic ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာ await load library ဆိုတော့ခေါ်လိုက်တယ် await load library ဆိုတာဘာလဲဆိုတော့ကျွန်တော်တို့ကဥပမာ Android ဆိုရင်ကျွန်တော်တို့ကဒီ Play Store ကနေပြန်ပြီး download ဆွဲတာပေါ့အဲ့ချိန်မှာကျွန်တော်ကတော့ loading တွေပါတယ်ပြချင်လဲပြလို့ရတယ်ပေါ့ downloading တွေပါတယ် Play Store တွေပါတယ်ပြလို့ရတယ်ပြီးတော့အဲ့ loading complete ဖြစ်သွားတဲ့အချိန်ကျမှကျွန်တော်တို့ကဒီမှာ navigator.push ဆိုပြီးမှသွားမှာဖြစ်တယ်okay သွားမှာတော့ဘာကိုသွားမှာလဲဆိုတော့ကျွန်တော်ဒီမှာ home list.home ပေါ့ကျွန်တော်ဒီမှာ device ရဲ့နောက်မှာရှိတဲ့ home list ဆိုတဲ့ဟာလေးပထမဆုံးမခေါ်ခင်မှာ load library ခေါ်ရမယ် load library ကတော့ future ဖြစ်တယ်နောက်တစ်ခါကျွန်တော်ဒီကျွန်တော်ရဲ့အနောက်မှာရှိတဲ့ device keyword ကနေကိုသွားခြင်းတဲ့ widget ကိုသွားလို့ရတယ်ပေါ့ okay အဲ့ဒါဆိုရင်ကျွန်တော်ဒါကိုပြန်ပြီးတော့
run တော့ဘာမှထူးမှာမဟုတ်ဘူးဒီဘက်မှာတော့ဘာမှမထူးကျွန်တော်ဒီဘက်မှာတော့အဲ့လိုမျိုး defer ဖြစ်တာမရှိဘူးအဲ့တော့ကျွန်တော်တို့ကဒီ application တစ်ခါပြန်သွားပြင်မယ်ဆိုတော့ကျွန်တော် terminal ကိုပြန်သွားမယ် terminal ပြန်သွားခဏ terminal အဟောင်းမှာပဲပေါ့နော်ကျွန်တော်နောက်ထပ် clear တစ်ချက်လုပ်လိုက်မယ်လုပ်ပြီးတော့ကျွန်တော်ဒီမှာအခုလက်ရှိကျွန်တော် bit ထားရတဲ့ထဲမှာဆိုကြည့်လိုက်ရမှာ main.dat.js တဲ့ဟာတစ်ခုပဲရှိတယ်အဲ့ဒါလည်းကျွန်တော်ခဏကြည့်တာ73.9 MB ရှိတယ်အဲ့တော့ကျွန်တော်အခု defer code ကို defer code ပြောင်းပြီးသွားပြီ defer တွေပဲ component နဲ့ပြောင်းပြီးသွားရဆိုတော့ကျွန်တော်ဒီမှာ flutter web build release ဆိုပြီးတော့ကျွန်တော်လုပ်လိုက်မယ် flutter build web release ပေါ့နော်ပြီးကျွန်တော် enter ခေါက်လိုက်မယ်ခေါက်ပြီးခဏစောင့်လိုက်မယ်စောင့်နေချင်းကျွန်တော်ခဏရက်ထားလိုက်မယ် okay ကျွန်တော်ဒီမှာ application bit သွားပြီ bit သွားပြီဆိုကျွန်တော်ဒီမှာ bit ဆိုတာထဲမှာရှိတဲ့ web folder တွေကိုပြန်ဝင်လိုက်မယ်ဆိုတော့ဒီမှာကျွန်တော် main.dat.js ဆိုတော့9ခုခွဲတင်သွားတယ်ရိုး main.dat.js တခုရှိတယ်နောက်တစ်ခါ1 2 3 4 5ပေါ့နော်ကျွန်တော် feature တော့4ခုပဲရှိရဘာလို့9ခုဖြစ်သွားလဲဆိုကျွန်တော်တစ်ခုချင်းစီဝင်ကြည့်လို့ရတယ်ပထမဆုံးတစ်ခုမှာ image ပါတယ်ဒုတိယတစ်ခုမှာ image မပါဘူးအဲ့ဒါကြောင့်ဒုတိယတစ်ခုတည်ကျွန်တော်တို့သူ application building နဲ့သက်ဆိုင်တဲ့ file ဖြစ်လိုက်မယ်ပေါ့နော် okay အဲ့ဒါဆိုကျွန်တော်ဒီ site တွေဘယ်လောက်ရှိလဲသွားကြည့်မယ်ဆိုတော့ကျွန်တော် finder တွေကိုတစ်ချက်ဝင်လိုက်မယ် okay ဝင်လိုက်မယ်ဆိုတော့ကျွန်တော်တို့ main.dat.js တည် 1.5 MB ပဲရှိတော့ဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့ခဏလို application ကိုစပြီးဖွင့်တဲ့ချိန်မှာ 73.1 MB ကျော်သွားစရာမလိုတော့ဘူးပြီးရင်ကျွန်တော်ဒီမှာတစ်ခုချင်းစီမှာလည်း4 MB 3 MB တိတိလေးဖြစ်သွားပြီပေါ့ okay အဲ့ဒါကျွန်တော်ဒါကိုတစ်ချက်စမ်းကြည့်မယ်ပေါ့နော်ဒီကောင်ကိုစမ်းကြည့်မယ်ဆိုတော့ပုံမှန်တိုင်းဆိုတော့ကျွန်တော်ဒီ web folder ကို copy ကူးပြီးတော့ server ပေါ်တင်မှရတာပေါ့ဒါပေမဲ့လက်ရှိတော့ကျွန်တော်စမ်းပြလို့ရအောင်ကျွန်တော်ဒီ Python နဲ့Python နဲ့ပဲကျွန်တော် virtual server လေးတစ်ခု create လုပ်လိုက်ပါပေါ့နော်လုပ်မယ်ဆိုတော့ကျွန်တော် cd ဆိုပြီး bit folder တွေကိုတစ်ချက်ဝင်လိုက်မယ်နောက်တစ်ခါ cd ဆိုပြီး web folder တွေတစ်ချက်ထပ်ဝင်မယ်ဝင်ပြီးကျွန်တော်အပေါ်ကရှိတဲ့ code ပေါ့နော် Python 3ပေါ့ကျွန်တော် Python 3 install လုပ်ထားတဲ့အတွက် Python 3တုံးတာဖြစ်တယ်ကိုကတော့ရိုး Python 3 Python command နဲ့ရိုက်လိုက်ပေါ့နော်ပြီးမှကျွန်တော်တို့ http.server ပေါ့ကျွန်တော် port နာမည်ပေါ့နော် port နာမည်ချိန်လို့ပေးလို့ရတယ်ကျွန်တော်တို့ cache တွေပါရှုပ်နေမှာဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာ8500လို့ပေးလိုက်မယ်ပြီးပြီးတော့ကျွန်တော် enter တစ်ချက်ခေါက်လိုက်မယ်ခေါက်လိုက်ရင်ကျွန်တော်ဒီမှာ local host 8500ဆိုတာကိုကျွန်တော် Safari မှာဖွင့်လိုက်မယ်ကျွန်တော် Safari ဘာလို့သုံးလဲဆိုတော့ကျွန်တော် Safari ပဲသုံးတယ်လို့ပေါ့နော်ဒီ Chrome command တွေပါတိတ်မကြည့်တယ်လို့ပေါ့ okay အဲ့ဒါဆိုကျွန်တော်ဒီမှာအရင်ဆုံးကျွန်တော်ခုအရင်ဒါကြောင့်အရင် Google ကရိုက်ထားတဲ့Google မှာရှာတဲ့ image to basis ပို့ဖြစ်နေတယ်ကျွန်တော်ဒီမှာရိုက်လိုက်မယ် local host ပေါ့နော် local host fullcolon 8500လို့ကျွန်တော်ရိုက်ချလိုက်မယ်ရိုက်ပြီးရင်ကျွန်တော်တို့ဘယ်ကိုသွားမလဲဆိုဆို့သွားလိုက်မယ်ဆို့သွားလိုက်ရင်ကျွန်တော်ဒီမှာကျွန်တော် download ဆွဲထားတဲ့ file တွေသူကပြပြီးတယ်ဒီဘက်ဘေးလေးမှာပေါ့နော်အဲကျွန်တော်ဒီမှာ main.dat.js file တစ်ခုပဲပါလာတယ်ပထမဆုံးချိန်မှာအဲကျွန်တော် home ထဲကိုဝင်လိုက်မယ် home ထဲဝင်လိုက်ရင်ဒီမှာကျွန်တော် main 1ရဲ့ main 2ရဲ့ဆိုပြီးပါလာတယ် okay ဒါလည်းဝင်ကြည့်လို့ရတယ်ဝင် image code တွေပါရှေ့ကြီးတွေပါလိုက်မယ် okay အဲဆိုကျွန်တော်ပြန်ထွက်မယ်ထွက်ပြီးတော့ကျွန်တော် contact ထဲကိုဝင်လိုက် contact ပေါ့နော် contact screen ထဲကိုသွားလိုက်မယ်သွားလိုက်ဒီမှာ main.js3 ဆိုတာပေါ်လာပြီokay ကိုဝင်တဲ့ခါမှာပဲကျွန်တော်တို့ကဒီ server ကနေ download ဆွဲတာဖြစ်တယ်ပထမဆုံးကျွန်တော် application ထဲကိုဝင်လာတဲ့အကုန်လုံး application တစ်ခုလုံး download ဆွဲကြမလို့ဘူးပေါ့နော်အဲဆိုကျွန်တော်အပေါက်ထဲကိုထပ်ဝင်မယ်အပေါက်ထဲကိုဝင်လိုက် full ပေါ့နော် okay နောက်တစ်ခါကျွန်တော် setting ထဲကိုဝင်လိုက်မယ် setting ထဲကိုဝင် 5 ပေါ့တကယ်လို့ user ကို website ထဲကိုဝင်တယ်ဝင်ပြီးတော့ကို web application ပေါ့နော် flutter application ထဲကိုဝင်တယ်ဝင်ပြီး setting တို့ about တို့မသွားဘူးဆိုရင်သူတို့နဲ့ဆိုင်တဲ့ code တွေကိုကျွန်တော်က download ဆွဲကြမလို့တော့အဲ့ဒါကြောင့်ဘယ်လို edit code တွေပါရေပေါ့နော်အဲ့ဒါလည်းစောင့်ကြရမလို့တော့ဘူးပေါ့နော်ဘယ်လို edit file တွေ download ဆွဲရတယ်စောင့်ကြရမလို့တော့ဘူး okay ဒါကတော့ကျွန်တော်ဒီရိုးရှင်းရှင်းရေးပြခဲ့တာဖြစ်တယ်ပေါ့နော်တကယ်လို့ကိုက application ကအရင် feature တွေများတယ်ဆိုရင်တော့ဒါမျိုးကျွန်တော် project တစ်ခုတည်းရေးတာအဆင်မပြေတော့ဘူးပေါ့အဲ့ဒါဆိုတော့ဘယ်လိုရေးရမလဲဆိုတော့ကျွန်တော်တို့က Flutter ကိုကျွန်တော် multi module ပေါ့နော် modular style နဲ့ package လေးခွဲရေးတာပို့ပြီးအဆင်ပြေတယ်ပေါ့ okay အဲ့ဒါဆိုတော့ကျွန်တော်ကဒီ state management တို့ဘာလို့pattern တွေတော့ကျွန်တော်တစ်ခုခုပေါ့နော်ကောင်းတာကောင်းမှုမသုံးထားဖို့လိုတယ်ပေါ့နော်မှန်မှန်ကန်သုံးထားဖို့လိုတယ်အဲ့ဒါမှပဲကျွန်တော်တို့ဒီ application ကို Play Store တွေပါပေါ့တင်တဲ့ချိန်မှာဒီ loading error တွေပါမဖြစ်မှာပေါ့နော်Flutter မှာတော့ကျွန်တော်တို့ကဒီ design pattern တွေတော့အများကြီးရှိရပေါ့နော်Riverport တို့ provider တို့ blog တို့ပေါ့နော်ကိုကြိုက်တာနဲ့သုံးလို့ရတယ်အဓိကတော့တသက်ရဲ့ကျွန်တော် module လေးခွဲရေးထားဖို့လိုတယ်ပေါ့နော် okay ကျွန်တော်ဒီမှာ web အတွက်တော့စမ်းပြပြီးဆိုတော့ Android ကတော့ဘယ်လိုစမ်းမလဲဆိုတော့ Android ကတော့ကျွန်တော်လက်ရှိကျွန်တော်ဒီ local မှာစမ်းရင်တော့အဆင်ပြေနိုင်ဘူးပေါ့သူကတော့ကျွန်တော် Play Store ပေါ်တင်ပြီးတော့မှစမ်းတာပဲအဆင်ပြေတယ်ဘယ်လိုပေးမလဲဆိုတော့ပုံမှန်ပဲကျွန်တော်ပုံမှန် Android bit လို့ပဲပေါ့နော် Flutter bit ပေါ့ကျွန်တော် app bundle နဲ့တော့ bit ပေးရမယ် Play Store ကလည်းလက်ရှိကတော့ app bundle ပဲတင်လို့ရတယ်ပေါ့နော် app bundle -release ဆိုပြီးတော့တင်လိုက်ရပြီကိုကလက်ရှိ user တွေပေါ့ user တွေအထိမတင်ခင်ပေါ့နော်
user တွေပေါ်ထိ rally မလုပ်ခင်ကိုကဘယ်မှာဆန်းလို့ရတယ်ဆို close testing ရှိရပေါ့နော် Play Store မှာဆိုရင် close testing မှာရင်တင်ပြီးတော့ကိုယ့်ရဲ့ဖုန်းမှာဆန်းကြည့်ပေါ့နော်ကိုယ့်ရဲ့ data တွေပဲ component တကယ်လောက်လားမလောက်လားပေါ့နော် okay ဆန်းပြီးတော့သေချာသွားပြီဆိုမှကျွန်တော်တို့ဒီ production rally ကို rally ထုတ်ပေးလိုက်ပေါ့နော်ဒါတော့ကျွန်တော် Android မှာ run နေပြီဘာမှလုပ်စရာမလိုဘူးကျွန်တော်တို့ပုံမှန် Android bit လို့ပေးလိုက်ရပြီဒါပေမဲ့ကျွန်တော် Android မှာနည်းနည်းကျွန်တော်ဒီ setting ပေါ့နော်ဒီ bit of grid ထဲမှာနည်းနည်းပြောင်းရလို့ရှိတယ်အဲ့ဒါတော့ဘယ်မှာသွားကြည့်လို့ရလဲဆိုတော့ Flutter ရဲ့ official website မှာသွားကြည့်လို့ရတယ် Flutter default လောက် library လို့ရိုက်လိုက်ပေါ့နော် okay အဲ့ဒါဆိုကျွန်တော်ဒီမှာရှိတယ်သူရဲ့ official document တွေရှိတယ်သူကပြောထားတယ်ခဏကျွန်တော်ပြောခဲ့သလိုပဲ Android မှာဆိုရင် dynamic feature module ပေါ့နော် okay ဘာတွေပြောင်းရမလဲဆိုတော့ကျွန်တော်ဒါလေးသွားပြောင်းမယ်ဆိုရင်တော့သူပြောတဲ့အတိုင်းလေးပြောင်းလိုက်ပေါ့နော်သူကတော့ကျွန်တော်ဒီမှာအောက်မှာကျွန်တော်ဒီ local မှာစမ်းတဲ့နေလဲပြောထားတယ်ဒါပေမဲ့ local မှာစမ်းကျင်တော့ကိုကတကယ် Java နဲ့ပတ်သက်တဲ့ဟာလေးတော့ထည့်ထားဖို့လိုတယ်ပေါ့နော်ကျွန်တော် Android native ကကျွန်တော် Java တို့ပါတော့ Java တို့ပါတော့တုံးတာဖြစ်တဲ့အတွက် Java တွေပဲဒီ command လေးအတိုင်းစမ်းလို့ရတယ်အကောင်းဆုံးကတော့ဒီမှာ local မှာစမ်းတာတဲ့စာရင်ကျွန်တော်တို့ app ban နဲ့ပြစ်ပြီးတော့ကျွန်တော် Play Store မှာ close testing မှာတင်ပြီးတော့စမ်းကြည့်ပေါ့နော် close testing မှာဆိုချက်ချင်းကျွန်တော်တို့ကinternet testing တို့ close testing တို့ကြောင့်ချက်ချင်း download ဆွဲလို့ရတယ်ပေါ့နော်တင်ပြီးရတယ်okay အဲ့ဒါကျေးဇူးတင်ပါတယ်ဒီနေ့လေ့လာခဲ့ရတော့ကျွန်တော်တို့ Flutter မှာရှိတဲ့ default component ကိုလေ့လာခဲ့တာဖြစ်ပါတယ်သူကတော့ Android မှာဆိုရင်တော့ dynamic feature module ပေါ့နော် web မှာဆိုရင်တော့ကျွန်တော်ကဒီ JavaScript file လေးတွေခွဲပြီးတော့သိမ်းတာပေါ့နော်သူရဲ့အဓိကယူရချက်ကတော့ကျွန်တော်ဒီ initial download site ကို short ချပြီးတော့user feature တစ်ခုကိုတွားတယ်ဆိုမှပဲအဲ့ feature နဲ့ဆိုင်တဲ့ code တွေကို download ဆွဲတာပေါ့နော် okay အဲ့ကျေးဇူးတင်ပါတယ်